တော့တကြဲလေးတွေကိုပြပါပါကြည့်ပါဦးကွာရေးရေးစရာကြီးအဲ့လောက်မှထားလိုက်ရယ်တော့ဆိုးနေပြီဒီတော့ကတော့ဘာလို့ဘာလို့တာဟမ်ပါထားတော့ဒီတရားတော့မစိုးပါဘူးဒီပြကျွန်တော်နဲ့နည်းနည်းတူတယ်6လောက်မှထားလိုက်ပဲတော့ဆိုးနေတဲ့သွားပါကွာတာ5လောက်မှထားလိုက်ပဲယောရမကြီးယူရဟုတ်နှခမ်းဝေးမရိတ်တဲ့ပါဇက်တော်နော်ရုပ်ပေါက်လုံးအကြီးသွားပိုးစားတာအချိုးတွေစားတာဟုတ်ဖြစ်မှာပဲနော်မှတ်တော်မလားအချိုးစားလို့ကတော့ဖြစ်မှာပဲအားရောဒါကြီးရတော့ကွာရာဇယုံကြီးကွာရာဇယုံသွားဒီတော့ရှိကိုမရှိသေးဘူးကဘာပေါ်မှာနော်နံပါတ်3သွားရာဇယုံသွားကြီးရာဇယုံကြီးအဲ့ရတော်ဆိုးနေပြီလို့ဒီသွားရတယ်ဘာတော့ဟာဘာလို့တာတော့မျိုးသမီးရိုက်တာဒီသွားကလည်းဘလို့သွားတွေတော့တော်တော်ဆိုးနေပြီလို့ဒါကြီးကကဘာအဆိုးဆုံးသွားတွေဖြစ်နေပြီ